မင်္ဂလာမနက်ခင်းပါရှင်ဒီနေ့ကတော့ August လ12ရက်နေ့ Wednesday ဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်လက်ရှိကတော့မြန်မာစံတော်ချိန်မနက်10:48မိနစ်ရှိသွားပါပြီဆိုတော့ဒီဗီဒီယိုလေးထဲမှာတော့ကျွန်မကကမ္ဘာရွှေစည်းကွက်ကိုနည်းပညာပိုင်းအရာအခက်အခဲသုံးသပ်ပေးသွားမှာဖြစ်လို့လူချင်းတို့ကကိုယ်တိုင်ခံမှန်းပြီးတော့ trade ရတာကြိုက်တဲ့ trader တွေဆိုလို့ရှိရင်တော့ကျွန်မနဲ့တူတူ market analysis လေးလိုက်လုပ်ကြည့်လို့ရပါတယ်ဆိုတော့မိကုန်းလေးတစ်ခုစပြီးမေးကြည့်ပါမယ်ဒီနေ့လူချင်းတို့ဈေးကိုဘယ်ဘက်မှာနေဖို့သဘောကျပါသလဲအယောင်ဖက်မှာလားအဝယ်ဖက်မှာလား Okay ဒါဆိုရင်တော့ကျွန်မနဲ့လူချင်းတို့ရဲ့ market ပေါ်မြင်တဲ့အမြင်လေးတွေတူလားဆိုတာနည်းနည်းလောက်တိုက်စစ်ကြည့်ရအောင်ပေါ့နော်ဒီနေ့ဈေးလောက်ခတ်ကိုကြည့်မယ်ဆိုရင်4381မှာဈေးဖွင့်လာတယ်4415လောက်ထိဈေးတက်ထားတယ်4362အထိဈေးကျထားတယ်လက်ရှိတော့4395ဝန်းကျင်မှာရှိတယ်အဲ့တော့ကျမတို့မနေ့တုန်းကကန်နယ်လေးကိုတစ်ချက်သွားကြည့်မယ်နော်မနေ့တုန်းကကန်နယ် stick လေးကိုကြည့်မယ်ဆိုရင်တော့မနေ့တုန်းကကန်နယ်လေးဒီအမြင့်ဆုံးက4400နဲ့ကျမတို့34 35ပေါ့အဲ့လောက်ကနေသူကဆင်းလာပြီးတော့ဈေးကဘယ်မှာပိတ်သွားလဲဆိုတော့4300နဲ့ဒီ68-90ဝန်းကျင်မှာဈေးပိတ်သွားတာပေါ့လေအဲ့တော့မနေ့တုန်းကကျွန်မ analysis လေးစပြီးတော့ညဝေပြီးတုန်းကဒီ35ဝန်းကျင်မှာ resistance level လေးတစ်ခုရှိတယ်လို့ပြောခဲ့တယ်ပေါ့နော်အဲ့တော့အဲ့နေရာလေးကအမြင့်ဆုံးတက်ခဲ့ဘူးလားပဲသူကမနေ့တုန်းကအဲ့ကနေဆင်းလာပြီးဈေးအကျလေးနဲ့ဈေးပိတ်သွားတယ်အဲ့တော့ဒီဈေးတန်းလေးဒီ history မှာသွားကြည့်မယ်ဆိုလို့ရှိရင်လည်းဒီနားလေးမှာရောင်းလိုအားတွေဝင်လာနိုင်ချေရှိတဲ့ zone လေးရဲ့အစဖြစ်တယ်ပေါ့နော်ကျမတို့ဒီ zone လေးပြားစလဲဆိုဒီ4400နဲ့အခုတွေ့နေရတဲ့39တဝိုက်ကနေပြီးတော့4400နဲ့80ဝန်းကျင်ပေါ့နော်အနားလေးအထိဒီကျမတို့ရောင်းလိုအားတွေတစ်ချက်ပြောင်းဝင်လာနိုင်ခြေရှိတဲ့ဈေးတန်းလေးတွေဖြစ်တယ်အဲ့တော့မနီတုံးက daily candlestick တီအဲ့တော့ကျမတို့အဲ့နေရာလေးကိုအစုံလေးကိုထိသွားထိရုံလေးပဲထိတာပေါ့နော်ထိပြီးတော့ပြန်ဆင်းလာတာပေါ့အဲ့တော့ဒါကကျမတို့က daily ရကြည့်တာပေါ့ဒါပေမဲ့တရက်ချင်း trade ရမယ်ကျမတို့ဒီ intraday trader တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဲ့တော့ intraday trader တွေနေနေဆိုလို့ရှိရင်တော့ daily candlestick ချက်တင်ဆိုင်သူထက်နဲ့နှိမ့်တဲ့ time frame လေးတွေကိုသွားပြီးတော့ကြည့်ပြီးတော့ trade ဖို့လိုအပ်တယ်အဲ့တော့ကျွန်မကမနေ့တုန်းကလည်း analysis ကို1 hour မှာပြုလုပ်ပေးခဲ့တယ်ဒီနေ့လည်း1 hour မှာ analysis လေးမျှဝေပေးပါမယ်ဆိုတော့လက်ရှိမြင်တွေ့နေရတာကတော့1 hour candlestick chart လေးဖြစ်ပါတယ်အဲ့တော့ကျမတို့ market ကိုကြည့်ကြည့်ရအောင်မနေ့တုန်းကလည်းပဲကျမ analysis လေးလုပ်တော့ပြောထားခဲ့တယ်ဒီဇုံလေးဝန်းကျင်မှာကျမတို့အယောင်စဉ်းစားလို့ရတယ်ဆိုပြီးတော့ဆုံးလေးကတော့ဒီလောက်လေးရှိတယ်။ဒါဆိုရင်မနေ့က market ကိုကြည့်ကြည့်အောင်မနေ့တုန်းကအဲ့ဒီဇုံလေးကိုတစ်ချက်သွားထိပြီးတော့ချက်ချင်းပြန်ဆင်းလာတယ်ဒီလိုလေးပေါ့နော်။အဲ့တော့ကျမတို့ကမနေ့က analysis တွေမှာတော့ကျမဇုံရှာပေးခဲ့တယ်။ဒါပေမဲ့ကို entry ဝင်ရမယ်ပေါ့နော်။ရောင်းမဲ့ entry ကကြတော့လူချင်းမတို့ကဒီ setup confirmation ကိုတေချာပြန်ကြည့်ဖို့လိုတာပေါ့နော်အဲ့တော့မနေ့ကကျွန်မရောင်းဖို့ထုတ်ပေးထားတယ်ဒီ4400လောက်ကနေစရှိပြီးတော့4420အထိရှိတဲ့ဒီဇုံလေးကနေချက်ချင်းဆင်းလာတာမနေ့က4360တိရောက်ခဲ့ဒါဆိုရင်လည်းရေတိုလေးဒါဒေါ်လာ40လောက် difference ပေါ့နော်ဒီ difference လေးကနေ profit ရနိုင်တယ်မနေ့တုန်းကအဝယ်ဆိုရင်လည်းကျွန်မဒီနားလေးမှာ80တို့60တို့ support line လေးတွေနဲ့ဆွဲပြီးခဲ့တာပေါ့နော်တကယ်တော့လေကျွန်မတို့ဇုံလေးအနေနဲ့သတ်မှတ်လို့ရတယ်ဆိုတော့ပိုကောင်းတာပေါ့မနေ့ကတော့ကျွန်မကစိတ်မရှုပ်ထွေးစေခြင်းလို့ support line လေးအနေနဲ့ပြောခဲ့တာဒါပေမဲ့ဒီနေ့တော့ကျွန်မဒီမှာဇုံလေးပြန်ထုတ်ပြီးမနေ့ကလေးကဒီဇုံလေးရှိတယ်အဲ့တော့ကျွန်မတို့လည်းဒီကျွန်မ client အနေနဲ့အတူတူကျွန်မဆိုရင်လည်းဒီနားလေးတွေကနေပြီးတော့အဝယ် order ဝင်ခဲ့တာပဲပေါ့နော်မနေ့တုန်းကအဲ့တော့ဒါဆိုရင်ကျမတို့ကဒီဇုံလေးကဘယ်လောက်ဖြစ်မလဲဆိုတော့4365လောက်ကနေစရှိတယ်4350အထိပေါ့အဲ့တော့ဒီဇုံလေးနဲ့ဒီဇုံလေးဒီနှစ်ခုကြားမှာ market ကလက်ရှိမှာတော့ရှိနေတာပေါ့လေအဲ့တော့ကျမတို့ကဘယ်လို trade မလဲပေါ့နော်အဲ့တော့အပေါ်မှာရှိတဲ့4400နဲ့4420ကိုမဖောက်နိုင်ရင်ကျမတို့အယောင်ပြန်စဉ်းစားလို့ရမယ်ဘယ်ထိလဲဆိုတော့မနေ့တုန်းကဒီအောက်မှာရှိတဲ့4365နဲ့4350စုံအထိအဲ့တော့ကျမတို့ဝယ်ချင်တယ်ဆိုလို့ရှိရင်တော့4350နဲ့4365ဒီဈေးရဲ့နေမှာဝယ်စဉ်းစားလို့ရနိုင်မယ်အဲ့ဒီနှစ်ခုဒါကျမတို့ trade ရမယ်ဆိုတော့အပေါ်မှာအကယ်၍များ4420ကိုဖောက်တက်သွားရင်တော့ဆိုတော့ခုကဈေးရဲ့ဖြစ်ရှိခဲ့ဘူးတဲ့4430ကိုပြန်ကြည့်ဖို့လိုတယ်30-35တော့ဒီဈေးရဲ့အထက်ကိုပြန်မဖောက်နိုင်သေးဘူးဆိုတော့ဈေးကအောက်ကိုတစ်ချက်ပြန်ဆင်းလာနိုင်တယ်သူ့ရဲ့ market range ဒီကျမတို့ခုပြောသွားတယ်350နဲ့365တစုံရှိမယ်ပေါ့နော်ပြီးရင်တော့သူ့အောက်မှာဘာထက်ရှိနိုင်မလဲဆိုတော့ကျမတို့ကအကယ်၍ဆက်ကြလာရင်4315ဝန်းကျင်ထိလေးဈေးရရောက်လာနိုင်တယ်။ဘာကြောင့်လဲဆိုတော့ဒီနှစ်ခုဒီသူ့ရဲ့ market range ဈေးပြေးနေတဲ့ range ပဲပေါ့နော်။ကျ
ကျမတို့တိတိကျကျသိချပြောရမယ်ဆိုတော့ဒီ4360တဝိုက်နဲ့4320 15တဝိုက်ဒီသူ့ရဲ့ market range ဖြစ်နေတာ။အဲ့တော့ကျမတို့ကဘယ်လို trade လဲပေါ့အကယ်၍များ4350အောက်ကိုဖောက်ဆင်းသွားလို့ရှိရင်အယောင်ဘက်ကိုရေတိုး trade ချင်နေဆိုရင်ရေတိုးကြည့်လို့ရနိုင်တယ်။အဲ့လိုမဟုတ်ဘူးအဝယ်ဘက်ကိုပြန်စောင့်ချင်နေဆိုရင်တော့ဒီ4300နဲ့18 to 15တို့20တို့ဒီဈေးလေးတွေမှာပြန်စောင့်လို့ရတယ်ပေါ့နော်။ဒါပေမဲ့လေကိုကအဝယ်ကိုရမ်းသဘောကျတယ်ဆိုတော့ကျမဇုံလေးတစ်ခုထုတ်ပြီးမယ်အဲ့တော့ဒီ18တို့15တို့လောက်ထိမစောင့်ချင်ဘူးဆိုရင်ကျမတို့ဒီဇုံလေးကနေပြီးတော့အဝယ်ပြန်စဉ်းစားလို့ရတယ်သူဘယ်ကစလဲဆိုတော့4330လောက်တည်းကစတယ်30ကနေပြီးတော့20တော့အတွင်းပေါ့နော်ဒီလိုအဝယ်ပြန်ပြီးတော့စဉ်းစားလို့ရတယ်โอเคဒါရှိသားပြီးပြီဆိုရင်ကျမဒီအောက်မှာထပ်ထုတ်ကြည့်ပေးမယ်ဒီအောက်ကိုပြန်ဆင်းလာပြီဆိုရင်တော့ဒီလိုမျိုးလေးအခြေအနေလေးဖြစ်မှာပေါ့4295ကနေ4280ဝန်းကျင်ပေါ့ဒီစုံပြန်ရောက်လာရင်ကျမတို့အဝယ်ဘက်မှာပြန်ပြီးတော့စဉ်းစားလို့ရနိုင်ပါတယ်အဲ့တော့ဒီနေ့မှာတော့ဒီစုံထိရောက်ဖို့ရခိုင်လုံးတော့ငြိမ်းနေနိုင်ပါသေးတယ်ဒီနေ့မှာကျမတို့ Wednesday ပဲဖြစ်သေးတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကဈေးလောက်ခက်တည်လေဒီလောက်ထိရောက်ချင်မှာတော့ရအောင်ပါပေါ့နော်ဒါနဲ့ကျမကဒါလိုရမယ်ရပြန်ဝယ်လို့ကောင်းတဲ့စုံလေးတွေကိုတစ်ဆင့်ချင်းထုတ်ပေးလိုက်တာအဲ့တော့အပေါ်မှာပြန်ကြည့်မယ်ဆိုရင်4430ကိုဖောက်တက်သွားရင်ရောဘာဆက်ဖြစ်နိုင်လဲဆိုတော့ကျမတို့ history ပဲပြန်ကြည့်ရအောင်ပါပေါ့နော် history မှာ okay ဒါကတော့ market range ပေါ့ဒီမှာအရင်တော့က support အနေနဲ့ရှိခဲ့တယ်လက်ရှိမှာသူဒီခုခံစေးတဲ့ resistance အနေနဲ့ကောင်းကောင်းအလုပ်လုပ်နေတယ်ပေါ့အဲ့တော့ဒီအပေါ်မှာရှိတဲ့ဒီဇုံလေးထိသူဆက်လာနိုင်တယ်4460နဲ့4485အဲ့တော့4430ကိုဖောက်တက်သွားရင်တော့4460 4485ဝန်းကျင်ထိရောက်နိုင်တယ်ပြီးတော့အဲ့နေရာမှာကျမတို့အယောင်ပြန်ကြည့်လို့ရမယ်သူ့ပုံမှာဆိုရင်တော့ဒီမှာ swing high တွေတစ်ဆင့်တည်းရှိမယ်ပေါ့နော်အဲ့တော့ okay ဒီနေ့တော့ကျွန်မကအရိုးရှင်းဆုံးဒီလိုလေးသုံးသပ်ပေးလိုက်မယ်အဲ့တော့ဒါကအခုသုံးသပ်သွားတဲ့သုံးသပ်ချက်လေးကကြတော့ဖြစ်နေတဲ့ market ပြီးနေတဲ့သူ့ရဲ့ range လေးတွေသူ့ရဲ့ movement လေးတွေကျွန်တော်တို့ boundary လေးတွေပုံစံမျိုး key level တွေပြန်ပြီးတော့ကန့်သက်လိုက်ပြီးအတော်အတွင်းမှာ trade ဖို့ပြင်ဆင်လာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ pattern လေးကို trade ရတာကြိုက်တယ်ဆိုလို့ရှိရင်တော့လက်ရှိဒီ H1 မှာလက်ရှိဖြစ်နေတဲ့ဒီ pattern လေးပေါ့နော်ဒီ M30 လောက်မှာသွားကြည့်ရင်တော့ပိုသိတာတယ် M30 တို့ M15 တို့လက်ရှိမှာတော့ဒါလေးဒီဘာလေးနဲ့တူလဲဆိုတော့ double bottom လေးနဲ့တူတယ်အဲ့တော့ double bottom ရဲ့သဘောတည်လို့ဈေးအတက်ကိုသူကကိုစားပြုတာပေါ့နော်အဲ့တော့ဒီ double bottom လေးဒီဈေးအတက်ကိုစားပြုတာဖြစ်တဲ့အတွက်ဒါကျမတို့သူ့ရဲ့ net line လေးကဒီနားလေးဖြစ်မှာပေါ့ဒါလေးတော့တစ်ချက်ကြည့်ပေါ့နော်အကယ်၍ကျမတို့ရဲ့ဒီဇုံလေးကအခုတော့4399နဲ့4403ဝန်းကျင်မှာရှိရပေါ့နော်အဲ့တော့ဒီဇုံလေးကနေပြီးတော့ rejection ကန်တဲ့တစ်ခုခုပြန်တွေ့ပြီးအတက်လိုက်ဟာတစ်ခုဆွဲတင်သွားပြီဆိုတော့ဒီ double bottom လေးဒီအလုံးလုံးကောင်းလုံးနိုင်တယ်ဒါပေမဲ့ကျမကလည်းရှိဒီ double bottom ထပ်စားလို့ရှိရင် market range လေးကိုပို့ပြီးတော့သဘောကျတာဖြစ်တဲ့အတွက်ဒီ market range လေးကိုအရင်သုံးသပ်ပေးလိုက်တာလူချင်းမျိုးကဒီ double bottom လေးကိုလည်းသဘောကျတယ်အဝယ်လေးကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီဇုံလေးမှာ rejection ဖြစ်မဲ့ခံတဲ့ confirmation ကိုတိကျစောင့်ပြီးပါရင်ဒီလို rejection မျိုးတွေ့တယ်ဆိုလို့ရှိရင်တော့အဝယ်ပြန်ပြီးတော့စဉ်းစားလို့ရနိုင်ချေရှိတယ်ဒါဆိုရင် double bottom ရဲ့ target အတိုင်းကျမတို့အပေါ်ဆက်ပြီးလို့ယူရမှာပေါ့နော်အဲ့တော့ double bottom ကအလုံးလုံးသွားလို့တက်မယ်ဆိုလို့ရှိရင်တော့အနည်းဆုံးဒီဈေးနဲ့နေရာတော့ရောက်နိုင်ပါတယ်ကျမတို့ဒီ4430 35တွေကတော့တစ်ချက်ပြန်ရောက်လာအောင်မှာပေါ့လေနော်အဲ့တော့ okay ဒါဆိုတော့လက်ရှိမှာကျမတို့ trade ဖို့အတွက် option တွေတော့အများကြီးရှိတယ်ကျမပထမသုံးသပ်ပေးသွားတဲ့ market range လေးတွေကိုတစ်ဆင့်ချင်းစဉ်းစားလို့ရတယ်လို့မျိုးအခုပြောသွားတဲ့ pattern လေးကိုသဘောကျလို့အဝယ်ကိုလည်းကြိုက်တယ်ဒီဈေးလေးတွေမှာလည်းဝယ်ချင်နေဆိုတာမျိုးဆိုရင်တော့ဒီ4400နာတဝိုက်ပေါ့နော်လက်ရှိရောက်နေတဲ့68တို့4400နာတဝိုက်တို့မှာ double bottom လေးလို့မလားစောင့်ကြည့်ပေါ့နော်Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ analysis လေးကအရိုးရှင်းဆုံးမျှဝေပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူချင်းမျိုးခံမဲ့သုံးသပ်ရတဲ့နေရာမှာထောက်ကိုတစ်စုံတစ်ခုပြုလိုက်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ basics to advanced level အထိဒီစနစ်တကျ online training တွေကိုတက်ရောက်ချင်နေဆိုလို့ရှိရင်တော့ကျွန်မကို Telegram ကနေလာပြီးတော့စာပို့ပြီးတော့စုံစမ်းတိုင်ပင်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဒီနေ့မှာ profit တွေများစွာရရှိပိုင်ဆိုင်နိုင်ပါစေဆိုတော့ကျွန်မဒီဗီဒီယိုလေးရရတဲ့ရည်ရွယ်ချက်ကတော့ကျွန်မရဲ့ Telegram channel လေးမှာဒီဗီဒီယိုလေးကိုတင်ချင်းချက်ချင်း view ပေးတဲ့ကျွန်မရဲ့ပထမအဆုံးကြည့်တဲ့ viewer မိတ်ဆွေတွေအတွက်ရည်ရွယ်ပြီးတော့ဒီလိုဗီဒီယိုလေးတွေကိုဖန်တီးနေတာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်